အိမ်ငှားတဲ့ကိစ္စပြီးပြီမို့ခြေပြစ်လက်ပြစ်အဲ့ရပေါ်လှဲချမိလိုက်တယ်ဟူးရန်ကုန်မှာလည်းအိမ်ငှားနေရတာမလွယ်လိုက်တာတကူရဲရေယူရင်အိမ်ဆောက်ငှားတဲ့အကြောင်းကိုပြန်တွေးခဲ့မိတယ်သူရင်းသားအမေတို့လောက်ကုန်ရန်ကုန်ပြောင်းနေမလို့မျောလင့်ထားပြီးသားကိစ္စမလို့အထွေအထူးမအံ့ဩတော့ပဲဟုတ်အမေဘလို့လုပ်ဖို့စီစဉ်ထားလဲလောက်ကုန်ဒီကကျန်တာလေးတွေလက်စသက်ရောင်းရန်ကုန်မှာပဲအခြေချတော့မယ်သားရဲ့နင့်ဖေလည်းငါတို့ကိုအပြစ်တင်မှာမဟုတ်ပါဘူးဒီမှာလည်းသူ့စေဖို့နဲ့ငါတို့ရောင်းစရာလည်းတိတ်မကြံတော့ဘူးလေနင်းသိတဲ့အတိုင်းပဲဒေါ်ထေးကိုပေးစရာကြံသေးတယ်တားသိပါတယ်မတတ်နိုင်လေဒီမှာလည်းလောက်ကင်စားရတာလည်းအစင်မမပြေတော့တာပြောင်းကြတာပေါ့အမေတားလည်းဂျပန်စာတေချာသိပြီဂျပန်သွားဖို့စဉ်းစားနေတာနဲ့တော့အတော်ပဲဖြစ်သွားတာပေါ့အေးဒီမေကတော့ရှိတာလေးနဲ့ထောက်ပတ်မယ်တားရေအစင်ပြေမပြေရတော့နင့်အပေါ်ပဲမူတည်တယ်ငါလည်းမသိတော့ဘူးအဖေအသေးယောဂါနဲ့မကွယ်လို့မီကလေးကအိမ်ရဲ့စီးပွားရေးအဆင်ပြေနေတာသူရင်းသိပါတယ်ကိုရိုင်းကလည်းအသက်သား20ကျော်တာရောင်ဝါးဝါဖြစ်နေတော့အမေကလည်းဘယ်ယုံကြည်ပါမလဲဒါလည်းနားလည်ပါတယ်အခုတော့ကိုမစူးစားရင်မဖြစ်တော့တဲ့အမေတစ်ခုသားတစ်ခုဘဝကိုရောက်ပြီဆိုတော့လေရှိတဲ့ခွန်အားလေးနဲ့အမေကိုပြန်ကြည့်ရအောင်မှာပေါ့လေဒီလိုနဲ့သားမိနှစ်ယောက်ရန်ကုန်ရောက်ပြီးအိမ်ကရင်းမီးစီစဉ်ရအစအရာအကုန်တစ်ကပြန်စားလို့မောပတ်နေကြရပါတယ်အိယာတဲ့လဲနေစဉ်သူရင်းရီဗျာထူလဲထူထလဲသွားပြီးအမေနာရောက်တော့အမေကတာဒီခိုင်းရဘာလို့ပိတ်ထားရတော့ဖွင့်လို့လည်းမရအောင်အော်အမေကိုပြောဖို့မေ့သွားလို့အင်ရှင်ဦးလေးကအဲ့တခန်းတော့သူ့ပစ္စည်းအဟောင်းလေးတွေထားဖို့သူယူပြရစီဆိုပြီးအဲ့ဒါကြောင့်လည်းအိမ်လာက3သိန်းပဲပေးရတာအမေကစိတ်ကတိကအောက်ဖြစ်တယ်လို့ပုံစံနဲ့အမေလည်းကြုံမပြောအမေကဘလို့သိမလဲတိန်လုံးမှနေနဲ့ငါ2ယောက်တည်းရှိတာအိမ်ကသိမ့်မကျဲပဲငါလည်းကြောက်တတ်တယ်လေအမေကလည်းအသက်ပဲ90ကျော်နေဘာလို့ကြောက်စရာရှိလို့လဲလာပါသူများစတိုကအဟောင်းလေးပါတီထားတာပါခယူးဆိုင်မနေနဲ့သွားတေးတမောအိတ်ဒေါငူကတယောက်စိတ်ထဲမတူးမတတ်ဖြစ်ပေမဲ့အိမ်ငားရတာမလွယ်ဘူးတားလေးလည်းပင်ပန်းလို့စောတကမတက်တော့ပဲအိတ်ခန်းစီထွက်လာလိုက်တယ်ဒေါငူကလူကြီးတွေဆိုပေမဲ့အိမ်မှာဖျားစင်ကလွယ်ပြီးတနာမထားတတ်ဘူးနေရအိမ်မှာကလေးကအခုချိန်ထိလဲဒီပုံစံပဲနေခဲ့တာဖះเจ้าဆောင်နဲ့ဖះတောက်တော်ကြီးပန်းအောင်ကလွယ်ပြီးတော့ကျန်တာမရှိဘူးလေဖွားခေါ်တန်ကြောက်နောက်လှည့်ကြည့်လိုက်မိသည်အသားညညအရက်ရှိရှိနဲ့9နှစ်10နှစ်အရွယ်ကလေးငယ်လေးတယောက်ကိုဒေါငူဝါတို့အိမ်ထဲရောက်နေတာကိုတွေ့လိုက်ရတယ်ဟဲငါအိမ်တကားတွေအကုန်ပိတ်ထားပါတယ်ဘယ်အပေါက်ကဝင်လာတာတော့ဖွားတို့အိမ်မှာအိမ်တွင်းစင်မှမရှိရအဲ့တော့တားဝင်လာလို့ရတာပေါ့ဖွားရဲ့အမလေးရုတ်တရက်လက်နိုးလာတော့လူကပလက်အနေထားနဲ့အိပ်ပျော်နေတာကိုသတိထားမိလိုက်တယ်။ရေလေးပါလေးထားတောက်ဖို့တော့လူကလေးလံနေတော့သူရင်လောင်းရေတစ်ခွက်ခက်ခဲ့ပေးစမ်းပြန်ထူးတန်လည်းမကြားရလှုပ်ရှားတန်လည်းမကြားသဖြင့်ဒုံငုကတယောက်ဖြည်းဖြည်းထားထိုင်လိုက်တယ်။ခေါင်းနဲ့ရိတ်ခနဲ့မူးနေတယ်လို့နေကင်းကြောင်တောင်မတ်တဲ့အိမ်မက်အပန်းစာလေးကိုပြန်တွေးမိသွားတယ်။ဘာမှလည်းမဟုတ်ဘူးငါပဲစိတ်ဆွဲတာနေမှာပါ။သူရဲ့အခန်းကိုကြောပြီးမိဖို့တွေကရေခဲတစ်တာမှာရေအေးလေးတစ်ခွက်ကိုထုတ်တောက်ပြီးစဉ်းစားနေမိတယ်။အယုံကြည်မရှိပေမဲ့အိမ်တက်ဖုံးဆွန့်ကတ်တာလေးလောက်တော့လုံးမနဲ့တူတယ်။ကိုယ့်ဘာသာကိုရေရနေတော့အမေခေါ်တာကြားတယ်လူကထမရအောင်ပင်ပန်းပြီးအိတ်ချင်နေရတယ်။တားဆိုရင်သွားပြီဆိုသဖြင့်တားအမေတို့ခုမှစပြောင်းလာတော့အိမ်တက်လေးပါလေးလောက်ရအောင်ဘေးအိမ်နေတော့ရင်လည်းဖိတ်ပြီးတော့လေအိမ်နဲ့တန့်သွားတာပေါ့။တားတငယ်ချင်းတွေလည်းရန်ကုန်မှာဆိုတော့သူတို့နဲ့တွေ့ရတာပေါ့။အမေတဘောလေးပတ်စံတော့ကုန်မယ်နော်မိဘမှာမေကြည့်လို့ပေါ့မေအေးပါဟဲ့ငါစုထားလေးရှိပါသေးတယ်မပြောချင်ဘူးတကယ်တည်းအမေနဲ့သားတငယ်ချင်းမောင်ပေါင်းလာတာမို့အမြဲပွင့်လင်းလင်းနဲ့ဆက်ဆက်ရေးအဆင်ပြေတဲ့သားမိတွေပါ